ရိတ်တို့တမင်ဝိုင်းမှာကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့နှစ်ယောက်ရဲ့ anniversary မို့ကျွန်တော်ညစာလေးကိုပြင်မာသွားစားဖြစ်ပါတယ်ဗျသွားစားဖြစ်တဲ့ဆိုင်လေးကတော့ luxury cafe ပါ26လမ်း58လမ်းနဲ့59လမ်းကြားမှာရှိပါတယ်ဆိုင်လေးကလမ်းမထဲမှာရှိပြီးနေရာလေးကလည်းကျယ်ဝန်းနေကားပါကင်ထိုးရတာလည်းအဆင်ပြေပါတယ်ဗျဒီနေ့ကျွန်တော်တို့စားဖြစ်တာကတော့ roasted chicken လေးကို red wine sauce လေးရယ် spaghetti လေးရယ်ကလေးတွေအတွက် Hawaii pizza လေးကိုမှာ topping လေးကချက်သားလေးရယ်ရွေးဖြစ်ပါတယ်ဆိုင်ကကလေးတွေစားမှာမို့လို့topping ကိုအဆက်လျှော့ဖို့အတွက် suggestion ပေးပါတယ်နောက်တစ်ခုကတော့ Brazilian tempura လေးရယ် passion presso လေးရယ်တောက်ဖြစ်ပါတယ်ဒီဆိုင်က European food ရဲ့အရသာကကျွန်တော်နဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရင်တော့ကြိုက်ခဲ့တဲ့ဆိုင်က chef ကဒီဆိုင်ကိုရွှေ့လာလို့ဖြစ်ပါတယ်ဗျဒီဆိုင်မှာမိသားစုနဲ့အတူလာလို့ရတဲ့အပြင်အရန်ကောင်းတဲ့အချက်တစ်ချက်ကကျွန်တော်တို့လေcoffee အရသာကအရန်ကိုထူးခြားပါတယ်ဗျာcoffee ကို try ကြည့်ဖို့ကျွန်တော် recommend လုပ်ပါတယ်နောက်ဘလော့များမှာဆုံးပါမယ်ဗျာ